သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလပြီးကျော်4ရက်မတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောသစ္စာဒေသနာဓမ္မစကြာတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကုံကိုအာယုပြုအတိပြုဖတ်ဆိုအပ်သောဝန္ဒနာပနာမအတိတဂထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာလို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခဒါနိဥစ္စာတဲ့ချင်လက်အင်္ဂါမေတ္တာကြီးမာသမိတာလင်တထာဇနီဆွန်ကြီးကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်တော်အမှုတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုန်အာထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးနှစ်ရက်နှလုံးစိန်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ထွန်းများစွာရောက်တော်မူခဲ့ရရှာလိကြီးမဟာကရုဏီကတတတ္တဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျူရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသစ္စာဒေသနာဓမ္မစကြာဘုရားမြတ်စွာဟာဘုရားဖြစ်သို့ရောက်ပြီးတဲ့နောက်မှာပထမဦးဆုံးဟောကြားတာဖြစ်လို့အဦးဆုံးတရားဖြစ်သည့်အတွက်ကြောင့်တရားဦးလို့လည်းခေါ်ကြတယ်ပေါ့ဓမ္မစကြာတရားမှာအဓိကထားဟောတာကသစ္စာတရားဟောတာဖြစ်သောကြောင့်သစ္စာဒေသနာတကယ်ကိုမှန်ကန်တဲ့အရိယာပုဂ္ဂိုလ်တွေသိနိုင်တဲ့သစ္စာတရားကိုဟောကြားတဲ့တရားဖြစ်လို့သစ္စာဒေသနာဓမ္မစကြာဓမ္မစကြာဆိုတာမြန်မာလူမျိုးတွေသိနေတဲ့ဝေါဟာရဖြစ်နေတကယ်ပါဠိလိုကတော့ဓမ္မစက္ကလို့ဓမ္မစက္ကပဝတ္တနသုံးလို့ဒီလိုခေါ်တယ်အဲ့ဒါကိုအတူခေါ်တဲ့အနေနဲ့လူတွေရဲ့နှုတ်ထဲမှာဓမ္မစကြာနဲ့ပဲခေါ်ကြတယ်ပေါ့စကြာလို့ဆိုလို့ရှိရင်လူတွေရဲ့မျက်စိထဲမှာလက်ပတ်နေတဲ့စကြာကြီးဘီးလိုဟာမျိုးသွားပြီးတော့မြင်နေတယ်ဒါကြောင့်မို့လို့ရှေးဥစွာဓမ္မစက္ကသို့မဟုတ်ဗမာလိုပြောတော့ဓမ္မစကြာဓမ္မစကြာဓမ္မစက္ကဆိုတာဘာကိုပြောတာလဲဒါသိဖို့လိုတယ်ဓမ္မစက္ကဆိုတာမြတ်စွာဘုရားရဲ့ရည်ညွှန်းချက်ကဓမ္မစက္ကဆိုတာတခြားမဟုတ်ဘူး
သစ္စာလေးပါးကိုသိတဲ့ပฏิဝေဒဉာဏ်ရဲ့သစ္စာလေးပါးကိုထုတ်ဖော်ဟောကြားနိုင်တဲ့ဒေသနာဉာဏ်ရဲ့ဒီဉာဏ်နှမျိုးကိုဓမ္မစက္ကလို့ခေါ်တာဒီဉာဏ်နှမျိုးကိုဓမ္မစက္ကလို့ခေါ်တာအဲ့တော့ဓမ္မစက္ကဆိုတာမြတ်စွာဘုရားရဲ့တဏ္ဍာမှာရှိတဲ့ဒီထူးခြားတဲ့ဉာဏ်နှမျိုးဘာလို့ထူးခြားတော့ဆိုတော့အမှန်တရားသိဖို့ရာရှာဖွေနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာမြတ်စွာဘုရားဟာရှေးဥစွာလောကမှာသစ္စာဆိုတာတွေအမျိုးမျိုးရှိတဲ့ထဲမှာရှေးဥစွာဒီအရိယသစ္စာဆိုတာကိုမြတ်စွာဘုရားပထမဆုံးတွေ့ပြီးတော့သိတယ်။ဒါကြောင့်မို့လို့ပฏิဝေဒဉာဏဘုရားကိုယ်တော်တိုင်အမှန်တရားကိုတွေ့ရှိတယ်။လောကမှာအမှန်တရားကိုမတွေ့ဘူးဆိုလို့ရှိရင်ဒီလမ်းမနေတဲ့ပုဂ္ဂိုလ်တွေထွက်ပေါက်မရနိုင်လို့ပဲအမှန်တရားကိုရှာမတွေ့သည့်အတွက်ကြောင့်အမှားတရားတွေထဲမှာတန်တရားလဲပြီးတော့နေကြတယ်ဟုတ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးရှင်းဥစွာအရိယသစ္စာလို့ပြောတဲ့အမှန်တရားကိုကိုယ်ပိုင်ဉာဏ်နဲ့စူးစမ်းလေ့လာလေ့ကျင့်ခြင်းဖြင့်အမှန်တရားကိုစပြီးတော့တွေ့တယ်အမှန်တရားဟာမြတ်စွာဘုရားရဲ့ဉာဏ်မှာစတင်ဖြစ်ပေါ်လာတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဓမ္မစက္ကဓမ္မဆိုတာသစ္စာတရားစက္ကဆိုတာစတင်ဖြစ်ပေါ်လာမှုလက်ပတ်မှုလို့ဒီလိုဆိုလို့ရသော်ဘုရားရဲ့ပฏิဝေဒဉာဏ်လို့ခေါ်တဲ့အမှန်တရားကိုထိုးရင်းသိတဲ့ဉာဏ်ကြီးဟာစတင်ဖြစ်ပေါ်လာခဲ့တယ်ဘယ်မှာစတင်ဖြစ်ပေါ်လာသလဲလို့ဆိုလို့ရှိရင်မဟာဗောဓိဘင်အပရာဇိတပလင်တက်မှာတရားဓမ္မဆင်ញင်သုံးသပ်နှလုံးသွင်းရင်းနဲ့ကစုံလာပြီးနေ့ညမှာထူးခြားတဲ့အသိဉာဏ်ကြီးတစ်ခုရရှိလာအဲ့ဒီအချိန်ကစပြီးတော့အမှန်တရားကိုမြတ်စွာဘုရားအဲ့ဒီအချိန်မှာသိတယ်သိလို့အဲ့ဒီအချိန်မှာဓမ္မစက္ကလို့ခေါ်တဲ့ပฏิဝေဒဉာဏ်တော်ကြီးကိုမြတ်စွာဘုရားစတင်ရရှိခဲ့တယ်ဒါကြောင့်မို့အဲ့ဒီအချိန်မှာဓမ္မစက္ကဆိုတဲ့ပฏิဝေဒဉာဏ်ကြီးဒီမြတ်စွာဘုရားရဲ့တဏ္ဍာမှာလဲပတ်ပြီးဖြစ်ပေါ်နေပြီလို့ဒီလိုပြောတာအဲ့တော့တရားဟောတယ်ဆိုတာသိပြီးမှဟောသိပြီးမှဟောကိုမသိဘဲနဲ့ဟောတာကြတော့ရမ်းပြောတာနဲ့တူတာပေါ့ဘုရားမြတ်စွာဘုရားကိုယ်တိုင်ကဒီသစ္စာလေးပါးတရားတော်ကြီးကိုယ်တိုင်ထိုးထွင်းပြီးတော့သိထားတယ်အဲ့ဒီသိပြီးတဲ့အခါကျတော့မှဘယ်လိုဟောရမလဲတတ္တဝါတွေနားလည်အောင်ဘယ်လိုဟောရမလဲလို့သိတာနဲ့ဟောတာနဲ့မတူတတ်ဘူးတချို့ကပြောတယ်လေသိတော့သိတယ်မပြောပြတတ်ဘူးဆိုတဲ့လူတွေလည်းရှိတာတစ်ဖက်သားကိုနားလည်အောင်မပြောနိုင်ဘူးတချို့သိတော်တယ်သူကသူအကုန်သိနေတယ်သို့သောပြောပြစမ်းပါဆိုလို့ရှိရင်ဘာသာပြောမှမသိဘူးအဲ့တော့ဉာဏ်ကြီးဉာဏ်တွေရဲ့တစ်ခုနဲ့တစ်ခုမတူဘူးနော်အမှန်တရားကိုထိုးရင်းသိတာပฏิဝေဒဉာဏ်အဲ့ဒီအမှန်တရားကိုစကားလုံးတွေတီထွင်ပြီးတော့တခြားတ attva တွေသိရှိနားလည်နိုင်အောင်ဟောတာကြတော့ဒေသနာဉာဏ်လို့ခေါ်တယ်အဲ့ဒီဒေသနာဉာဏ်ကိုလည်းပဲဓမ္မစက္ကလို့ပြောတာအဲ့ဒီဒေသနာဉာဏ်တော်ကြီးကဘယ်မှာစတင်ပြီးတော့လက်ပတ်လာသလဲလို့ဆိုလို့ရှိရင်ပါရဏသီပြည်နာကဘေးမဲ့ပေးထားတဲ့ဣတိပတ္တနတော်ကြီးထဲမှာစတင်ပြီးတော့ဒီဒေသနာဉာဏ်ဟာဒေသနာဉာဏ်ဆိုတဲ့ဓမ္မစက္ကစတင်ပြီးတော့လိပတ်တယ်အဲ့တော့ပฏิဝေဒဉာဏ်ဆိုတဲ့ဓမ္မစက္ကကလိပတ်တာကဘုရားဂယာမဟာဗောဓိပင်အောက်မှာစတင်ခဲ့တယ်ဒေသနာဉာဏ်ဆိုတဲ့ဓမ္မစက္ကစတင်လိပတ်တာကတော့ဗာရဏသီဣတိပတ္တနတော်မှာစတင်ပြီးတော့လိပတ်တယ်ဗမာလူမျိုးတွေကတော့ဣတိပတ္တနဆိုတဲ့မူရင်းနာမည်ကိုဖျောက်ပြီးတော့မိဂရာဟုနဲ့ခေါ်နေကြတယ်တကယ်တော့မိဂရာဟုကနာမည်မဟုတ်ဘူးမိဂဒါယဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့မိဂရာဟုလို့ခေါ်တယ်နာမည်မဟုတ်ဘူးသူကနာမည်မဟုတ်ဘူးဆိုတော့သူ့နာမည်ကဣတိပတ္တနဣတိပတ္တနနာမည်မိဂရာဟုကနာမည်မဟုတ်ဘူးအဲ့ဒီဣတိပတ္တနတော်မှာ
သားငယ်တိရစ္ဆာန်တွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းမလုပ်ရဘူးလို့ဘုရင်ကအမိန့်ထုတ်ပြီးတော့ဘေးမဲ့ပေးထားလို့မိခဒါယလို့ခေါ်တာမိခလို့ပြောတာနဲ့တချို့ကလည်းပဲသမင်တွေပေါ်တဲ့တောဆိုပြီးတော့အခုတောင်သမင်တွေမွေးထားကြသေးတယ်အဲ့ဒီမှာတကယ်ကတော့မိခဆိုတာသမင်တွေတင်ပြောတာမဟုတ်ပါဘူးသားငယ်တိရစ္ဆာန်တွေအားလုံးကိုရည်ညွှန်းတဲ့သဘောပါသမင်တွေကြီးပဲမဟုတ်ပါဘူးသမင်ဆိုတာတော့ရှိမှာပေါ့တောရှိရင်သမင်ကတော့ရှိမှာပေါ့နော်ဒါပေမဲ့သမင်တစ်မျိုးတည်းမဟုတ်ဘူးလို့ဒီလိုမှတ်မိခဆိုတာသားကောင်တွေအားလုံးခြေလေးချောင်းရှိတဲ့သားကောင်တွေအားလုံးကိုမိခလို့ခေါ်တယ်ခြေလေးကိုမိခရာဇာလို့သုံးတယ်အသုံးကနော်သို့တော့ဘာသာပြန်တဲ့အခါကျတော့သမင်ပေါ်တဲ့မိဂရာဝန်တော်လို့ပြန်တယ်အင်္ဂလိပ်လိုပြန်တဲ့အခါလဲဒီယပလို့ပြန်တယ်ဘာဖြစ်လို့ဒီယပလို့ပြန်လဲလို့ဆိုမိခကိုသမင်လို့အဓိပ္ပာယ်ယူဆပြီးတော့ပြန်တဲ့သဘောရှိတယ်တကယ်ပြန်တဲ့တာကတော့စံကေဝရီလို့ပြန်တဲ့တယ်ပေါ့မိဂရာယဆိုစံကေဝရီဆိုတာဘေးမဲ့တော်အဓိပ္ပာယ်ကသားငယ်တိရစ္ဆာန်တွေမဖမ်းရဘူးမပြစ်ခတ်ရဘူးမတတ်ရဘူးဆိုပြီးတော့ဘုရင်ကနေအမိန့်ထုတ်ပြီးတော့ဘေးမဲ့ပေးထားတဲ့တောဖြစ်လို့စံကေဝရီဘေးမဲ့တော်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါလည်းပဲမှတ်သားစရာတစ်ခုပေါ့သို့တော့လူတွေရဲ့နှုတ်ထဲမှာတစ်ခုခုကတွင်သွားပြီဆိုလို့ရှိရင်ထိုတွင်တာကိုပဲအတီးဖြစ်ပြီးတော့သုံးနေကြတယ်ပေါ့ဒါမျိုးကိုစာပေကျမ်းဂန်မှာဘာခေါ်တော့ဆိုအတွင်ရုံလီလို့ခေါ်တယ်လူတွေရဲ့နှုတ်ထဲမှာမိဂရာကိုနဲ့နှုတ်တဲ့သွားတော့ပြင်လို့မရတော့ဘူးဒါတကယ်ကတော့မိဂရာကိုနေအများကြီးရှိတယ်အဲ့တုန်းကမြတ်စွာဘုရားလက်ထက်မှာဘေသကလဆိုတဲ့တောကြီးကလည်းပဲမိဂဒါယပဲခေမဆိုတဲ့တောကြီးကလည်းပဲမိဂဒါယပဲမိဂဒါယတောတွေကဒီတစ်ခုတည်းရှိတာမဟုတ်ဘူးဒါကြောင့်မလို့မိဂဒါယစံကျူအာရီတောရဲ့နာမည်ကဣတိပတနာအခုတော့မူလနာမည်ပျောက်ပြီးတော့မိဂရာဝံဖြစ်နေတယ်ပေါ့နော်ဒါလည်းတတိထားစရာတစ်ခုပေါ့ကောင်းပြီအဲ့ဒီတောမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ပင်စဝဂ္ဂီ9ဦးကိုသစ္စာဒေသနာကိုဟောကြားသစ္စာတရားဟောယူနေမကဘူးမြတ်စွာဘုရားကဝန်ခံစကားလည်းပြောကြားခဲ့တယ်အဲ့ဒီသစ္စာတရားနဲ့ဝန်ခံစကားပြောကြားတာဟာဓမ္မစကြာအဲ့တော့ဓမ္မစကြာသုံးဖို့ဓမ္မစက္ကဆိုတာဉာဏ်တော်နှစ်ခုဉာဏ်တော်နှစ်ခုကပฏิဝေဒဉာဏ်နဲ့သိထားတဲ့သစ္စာတရားကိုဒေသနာဉာဏ်ကိုအသုံးပြုပြီးတော့ထုတ်ဖော်ရှင်းလင်းဟောပြတယ်လို့ဒီလိုအဓိပ္ပာယ်နာဓမ္မစကြာဆိုတချို့ကလည်းပဲလှဲပင်းကြီးတွေကိုမြင်ပြီးတော့ဓမ္မစကြာဆိုတာအဲ့ဒါလိုစကြာကြီးလဲနေတာကြီးလို့ဒီလိုထင်ကောင်းထင်တယ်နော်အမှန်တော့စတင်ပြီးတော့အသုံးချတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်ဒီနေရာမှာစတင်ပြီးတော့အသုံးချစက္ကဆိုတဲ့စကားလုံးကစစတိဗမတိတိစက္ကံလက်ပတ်တယ်ဆိုတာဖြစ်ပေါ်လာတာကိုပြောတယ်ဒေသနာဉာဏ်ကြီးကိုစတင်လိုက်ပြီသစ္စာတရားကိုဒီနေ့ကနေစပြီးတော့မြတ်စွာဘုရားဟောလိုက်တာမယမနာဘယ်တိအောင်ဟောသွားတော့ဆိုလို့ရှိရင်နောက်ဆုံးမှာ45ဝါကာလသက်တော်80အရွယ်ရောက်လို့ကုသိနာယုံညောင်ဆောင်ပေါ်မှာရောက်သည့်ထိသုဘဒဆိုတဲ့ပြပိုက်ကြီးကိုနောက်ဆုံးဟောခဲ့တာပဲအဲ့ဒီထိအောင်ဟောတယ်လို့ပြောရမှာပဲ45ဝါကာလပတ်လုံးမြတ်စွာဘုရားသခင်ကိုရမြတ်သည်ဟောဒီသစ္စာဒေသနာတော်တွေစัจ ण्य စัจ ण्य တတ္တဝါတွေရဲ့ဣဇ္ဇာတရားကိုကြည့်ပြီးဟောတာရှိတယ်ကိုရောရဲ့ဣဇ္ဇာတရားကိုကြည့်ပြီးဟောတာရှိတယ်မိဂုံးကိုဖြေတဲ့အနေနဲ့ဟောတာရှိတယ်အကြောင်းထုတ်ပတ်တိပေါ်လာလို့ဟောတာရှိတယ်ဘုရားတရားဟောတာဟာအကြောင်း၄မျိုးပဲရှိတယ်ပေါ့နံပါတ်1အကြောင်းကအတ္တိဆာတရားလို့ခေါ်တယ်အတ္တဣဇ္ဇာတရားမိမိဆန္ဒအတိုင်းဟောတာတခါတည်းကျတော့ဒီပိဋကကိုဒီတရားဟောမှာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကိုယ်ဆန္ဒနဲ့ကိုဟောလိုက်တာအဲ့ဒါဟာအတ္တိဆာတရားလို့ခေါ်တယ်တချို့သုတ်တန်ကြတော့မြတ်စွာဘုရားကိုဟောခြင်းလို့ဟောတာမဟုတ်ဘူး
ဒီပိဋကထဲမှာဘယ်ပုဂ္ဂိုလ်ကတော့ဘယ်တရားနဲ့ပဲတန်တယ်ဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့အစ္ဆတရားကိုကြည့်ပြီးဟောတာမျိုးကြတော့ပရိစ္ဆာတရားတဲ့ဟောတခါတရံကြတော့ပိဋကထဲကနေပြီးမြတ်စွာဘုရားကိုမေးခွန်းနေမေးတဲ့အခါမှာဖြေကြားတဲ့အနေနဲ့ဟောတာကြတော့ပု္ပ္ပာဝတိကပု္ပ္ပာဝတိကဟောတချို့ဟာကြတော့ဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုကိုအကြောင်းရက်တစ်ခုကိုအကြောင်းပြုပြီးတော့ပဇုံတစ်ခုပေါ်လက်ရှိဖြစ်ပေါ်လာတဲ့ကိစ္စတစ်ခုကိုအကြောင်းပြုပြီးတော့ဟောတာမျိုးကြတော့အထုပ္ပတ္တိကရသော်ဗျာတရားတော်တွေဟောပြောဖို့ရအတွက်ဒီအကြောင်း၄မျိုးတည်းကတစ်ခုခုတော့ရှိတာပေါ့အခုဒီနေရာမှာသစ္စာဒေသနာလို့ဆိုတဲ့နေရာမှာရသော်ဗျာသခင်ကိုတော်များအတ္တိဇာတရားအနေနဲ့ဟောတယ်လို့ဒီလိုပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ပိဿဝဂီလို့ဆိုတဲ့လူသားတရားနာမဲ့ပုဂ္ဂိုလ်၅ဦးအဲ့ဒီ၅ဦးကိုအမှန်တရားဆိုတာမကြားဘူးကြသေးဘူး။မြတ်စွာဘုရားကိုယ်တိုင်လည်းအရင်ကမကြားဘူးတဲ့တရားပဲ။အဲ့ဒီရဲ့အရင်ခေတ်ကပေါ်ကိုမပေါ်ခဲ့လို့မကြားဘူး။အဲ့ဒီမကြားဘူးတဲ့တရားတွေကိုအစဆုံးထုတ်ဖော်ပြီးတော့ပြောတာအသစ်ဆန်းတွေးရှိချက်အသစ်ဆန်းဒါမို့ဓမ္မစကြာထဲမှာပါတယ်မို့လားပုပ္ပေအနတ္နုတုတေတုဓမ္မေတုစက္ခုံဥဒ္ဒပါတိပုပ္ပေအနတ္နုတုတေတုဆိုဘယ်တော့မှမကြားခဲ့ဘူးဘယ်သူစီကမှလည်းသင်ခဲ့တာလည်းမရှိဘူးဘယ်ဆရာကမှလည်းဒါမျိုးမဟောခဲ့ဘူးလို့ဒီလိုဆိုလို့တယ်ဘယ်သူစီကမှဒီတရားမျိုးကိုမနာခဲ့ဘူးဘယ်သူစီကမှလည်းသင်ယူခဲ့တာမရှိဘူးအဲ့ဒီမကြားဘူးတဲ့မသင်ဘူးတဲ့တရားဓုတရားမြတ်တွေကိုနဲ့သိမြင်နိုင်တဲ့အသိဉာဏ်တရားဓုတရားမြတ်တွေကိုသိတဲ့မျက်စိအမြင်ပညာအသိဟာဖြစ်ပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုပြောဒါကြောင့်မို့ဒေသနာဉာဏ်တော်ကြီးကိုသုံးချပြီးတော့မြတ်စွာဘုရားဒီဓမ္မစကြာကိုဟောခဲ့အဲ့တော့ဒီဓမ္မစကြာဟောနိုင်အောင်ဘုရားမြတ်စွာရဲ့အထုပ္ပတ္တိကိုတစ်စိတ်တစ်စောင်းကြည့်ကြရအောင်ဘလောက်ပင်မခဲရင်ဆိုတာဒီတရားဓမ္မကိုရှာခဲ့ရတယ်လေဆိုတာစဉ်းစားကြည့်တင်တာပေါ့နော်တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်လေးသိခြင်းနဲ့ကဘာတသိပါရမီဖြည့်လို့ပါရမီပြည့်လာလို့ဖျားဖြစ်တယ်လို့ပြောလို့တော့ရတာပေါ့ပါရမီပြည့်လို့ဖျားဖြစ်လာတယ်သူကသူဖြစ်လာတာမဟုတ်ဘူးအဲ့နေလို့ရှိရင်မဖြစ်ဘူးနော်နန်းတော်ထဲမှာနန်းစည်းစိမ်ခံစားပြီးတော့နေမယ်တော့မထွက်ဘူးဆိုမဖြစ်ဘူးတရားကိုကြည်ကြံကြိုးကိုအထောက်မှုမလုပ်ဘူးဆိုမဖြစ်ဘူးအဲ့တော့ဒီကနေ့ခေတ်လူတွေဟာအသိဉာဏ်ရှိရတဲ့နဲ့ဘာဖြစ်လို့သောတာပန်တဂရကအနာဂံယဟနာမဖြစ်ကြသလဲဆိုမလုပ်လို့မဖြစ်တာတကယ်လုပ်ပြီလားလို့ဆိုတကယ်မလုပ်ကြသေးဘူးမှန်တော့မဲ့ဖို့နိဗ္ဗာန်ကိုငါမရအရာချင်းကြံကြိုးကိုအထုတ်မယ်လို့မဟာတိဝမထေရကြီးတို့လိုအနှစ်30အလုံးကိုစွန့်လွတ်ပြီးတော့အနှစ်30တရားအထုတ်မယ်ဆိုရင်ဒီတည်းကသောတာပန်သဂရကအနာဂံဖြစ်မဲ့ပုဂ္ဂိုလ်တွေအများကြီးပဲပေါ့ဘုန်းကြီးတို့လည်းဘာလို့မဖြစ်တုံဆိုလို့ရှိရင်မလုပ်တာမလုပ်လို့မဖြစ်တာမှန်နော်အဲ့ဒါကြောင့်မို့လို့သူ့ဘာသူတော့ဖြစ်မလာဘူးမလုပ်လို့ရှိရင်မဖြစ်ဘူးအခြေအနေကောင်းလေးတွေဟာဖြည့်စည်းယူရင်းသွားတတ်သေးတယ်သတိထားဖို့ရလူတိုင်းဟာပါရမီနဲ့အသိဉာဏ်လေးတွေဟာအခြေခံအားဖြင့်ရှိနေကြတယ်အဲ့ဒီရှိတဲ့အခြေခံလေးတွေကိုအသုံးမချဘဲနဲ့စိတ်ဆန္ဒမပါလို့တခြားဘက်မှာအသုံးချနေမယ်ဆိုလို့ရှိရင်ဒီပါရမီတွေဟာကုံဆုံးသွားအောင်ပါပဲဒီအသိဉာဏ်လေးတွေဟာတခြားနေရာရောက်သွားပြီးတော့တရားဓုတရားမြတ်အတွက်အကျိုးဖြစ်လာမှာမဟုတ်ဘူးကြည့်လေဗာရာဏသီတထေးသားပဲကြည့်ဂရေ80ကျွယ်ဝတဲ့ဗာရာဏသီတထေးသားဟာတကယ် great intelligent အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တယောက်ပဲအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့တဲ့နဲ့နောက်ဆုံးမှသူ့ဘဝရဲ့ဏီကုံချုပ်ဘဝအဆုံးသတ်သွားတာမကောင်းဘာဖြစ်လို့မကောင်းတယ်လဲလို့ဆိုရင်သူ့မိဘတွေရဲ့အတွက်လွဲသွားတာလည်းပါတယ်grade 80ဆိုတော့ငါတို့သားလေးတက်မကုံဘူးစားလို့မကုံဘူးဘာလို့ပင်မဆင်းရဲတာတွေခံမလဲသူ
သူကသူထိုင်စားပါစေသူပြောသလိုသာနေပါစေလို့သားကလေးဆင်းရဲမှကြောက်လို့အဆိုးအကလောက်ပဲသင်ပေးတယ်အတိအမှုန့်လောက်ပဲသင်ပေးတယ်ဘာပညာမှသင်မပေးဘူးစီးပွားရှာလီကနော်လုပ်ငန်းကိုင်တာနဲ့ပတ်သက်ပြီးဘာမှသင်မပေးဘူးဘာမှမသိဘူးသင်မပေးလို့သူသိတာဘာလို့ဆိုရင်စောင်းတိတတ်တဲ့သချင်းဆိုတတ်ဒါပဲစောင်းတိတဲ့သချင်းဆိုတဲ့သူနဲ့အိမ်အောင်ပြုတဲ့ကလေးမလေးကလည်းစောင်းတိတတ်တဲ့သချင်းဆိုတတ်တယ်ဒါပဲဘယ်သူမှစီးပွားရေးပညာနားမလည်ကြဘူးနောက်ဆုံးကြတော့အရက်သမားတွေရဲ့တွေးဆောင်မှုကြောင့်အရက်ကလေးတောက်မိသွားတဲ့အခါကျတော့ရှိသမျှပစ္စည်းတွေသုံးလိုက်ဖြုံးလိုက်တာဇနီးမောင်နှံနှစ်ယောက်ဟာနောက်ဆုံးကြတော့လမ်းဘေးမှာခွက်လက်ဆွဲပြီးတော့ထမင်းညံညံလေးတွေတောင်းစားရတဲ့အဆင့်ရောက်သွားတယ်အဲ့ဒါမလုံးလို့မဖြစ်တာဖြစ်သွားမလုံးရင်လည်းမဖြစ်ဘူးဆိုတာသိကြတယ်အဲ့ဒီဘဝရောက်နေတဲ့အခါမြတ်စွာဘုရားကပြောတယ်ရှင်အနန္ဒာကိုအနန္ဒာတွေ့လားဟိုမှာအဖိုးကြီးနဲ့အဖွားကြီးအဲ့ဒါတမန်မဟုတ်ဘူးဒီမြို့မှာဒိဋ္ဌိကျဲတထေးနဲ့တထေးကြောပဲသူဟာပထမအရွယ်မှာစီးပွားဥစ္စာရှာဖွေဖို့ကြိုးစားလိုက်မယ်ဆိုရင်ပထမတန်းတထေးကြီးဖြစ်မယ်ဒုတိယအရွယ်မှာပထမအရွယ်ဆိုတော့33နှစ်ဒုတိယအရွယ်ဆိုတော့34နှစ်ကနေပြီးတော့တက်60နဲ့3နှစ်ဟာဒီလိုအရွယ်ပိုင်းတာနော်အဲ့ဒုတိယအရွယ်မှာကြိုးစားလိုက်မယ်ဆိုရင်ပထမတန်းတထေးမဖြစ်တော့ဘူးဒုတိယတန်းတထေးပဲဖြစ်တော့အရွယ်ကကျသွားတယ်လို့လူရဲ့အသိဉာဏ်တွေကလည်းဆုတ်သွားတယ်တချို့ကအသက်ကြီးလာမှထက်လာတယ်လို့အောင်းမိတာမဟုတ်ဘူးအသက်ကြီးလာဆုတ်ယုတ်တာနော်တတိယအရွယ်ကြိုးစားမယ်ဆိုရင်တတိယတန်းတထေးဖြစ်တယ်ဒါစီးပွားရေးဘက်ကမြတ်စွာဘုရားပြောတာအကယ်၍သူပထမအရွယ်မှာတောထွက်ပြီးတော့တရားတော်မှာကျင့်ကြံကြိုးကုပ်အထောက်လိုက်မယ်ဆိုရင်ယန္တာဖြစ်နိုင်တယ်ဒီဖြစ်နိုင်ခြေရှိတာလေးတွေဟာမလုံသည့်အတွက်ကြောင့်သူယန္တာမဖြစ်ဘူးဆိုတာကိုပြောတာနော်ဒုတိယအရွယ်မှာဆိုလို့ရှိရင်အနာဂံတို့သဂရဂံတို့ဖြစ်နိုင်တယ်တတိယအရွယ်မှာဆိုလို့ရှိရင်သောတာပန်ဖြစ်နိုင်တယ်အခုတော့အရွယ်၃ပါးလွန်ပြီးတော့အိုမင်းမစွမ်းဖြစ်သွားပြီတဲ့ညှော်လင်းချက်hopeless အဲ့တော့ hopeless လူတွေကဗမာတွေကတော့ပြောတယ်အမြဲတမ်းဟုတ်ဖူးနဲ့မဟုတ်ဘူးဆိုဘယ်တော့မှဟုတ်လာမှာမဟုတ်ဘူးเนาะတကယ်ကတော့အဲ့ဒါ hopeless ဖြစ်သွားတယ် hopeless မဖြစ်ဘူးလို့မအောင်မေ့လေနဲ့တရားထုတရားညဆိုမလုပ်ရင်မရဘူးမကျင်ဘူးဆိုလို့ရှိရင်ဘယ်သူမှမရနိုင်ဘူးเนาะအေးဒါကြောင့်မို့လို့ဘုရားလောင်းတော်လေးကလည်းပါရမီပြည့်လာတယ်သူဘလောက်ကြိုးစားခဲ့ရတယ်လေဒီအမှန်တရားတွေ့ဖို့ရအတွက်မြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ကိုရမြတ်ရဲ့အထုပ်ပတ္တိကိုသူကိုယ်တိုင်ပြန်ဟောထားတာလေးတွေရှိတယ်ဟိုမဟာဗုဒ္ဓဝင်နဲ့ပါတဲ့ဟာကိုမပြောလို့အဲ့ဒါအားလုံးသိနေကြနော်မြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ဟောထားတဲ့ကိုယ်တိုင်ရေးအထုပ်ပတ္တိလို့ပြောautobiography ပေါ့သူကိုယ်တိုင်ပြန်ပြီးတော့ retold လုပ်ထားတာသူ့ရဲ့ဘဝဆာလမ်းလေးတွေဘယ်တုတ်တန်လေးမှာဟောထားတုံးဆိုရင်မဟာသစ္စကတုတ်မှာလည်းပဲဒီစကားကိုဟောတာပါတရာတိဆိုတဲ့တုတ်နိုင်ငံခြားစာမှုတွေမှာတော့အရိယပရိယေသနာတုတ်လို့လည်းခေါ်တယ် Noble Quest လို့ဘာသာပြန်တယ်ပါတရာတိတုတ်နဲ့ဒီအရိယပရိယေသနာတုတ်ဆိုတာတူတူပဲလို့မှားရမြန်မာပြည်မှာရှိတဲ့စာမှုတွေမှာတော့ပါတရာတိတုတ်လို့ပဲရှိတယ်နိုင်ငံခြားစာမှုတွေရောက်တဲ့အခါပါတရာတိဆိုတဲ့နာမည်နဲ့မရှိဘဲနဲ့အရိယပရိယေသနာဆိုတဲ့နာမည်နဲ့ရှိဒီလိုမတူတာလေးတော့မှတ်ထားပေါ့အဲ့တော့အင်္ဂလိပ်လိုဘာသာပြန်တဲ့စာအုပ်သွားဖတ်ရင်ပါတရာတိတုတ်မတွေ့ရဘူးအရိယပရိယေသနာတုတ်ပဲတွေ့ရမယ်အဲ့ဒီတုတ်တွေမှာမြတ်စွာဘုရားသူကိုယ်တိုင်ပြန်ပြီးတော့ဟောထားတာရှိတယ်အဲ့ဒီဇလန်းကအစထိအောင်မသွားပဲနဲ့မြတ်စွာဘုရားသူကိုယ်တိုင်ပြန်ဟောထားတာလေးကိုပြောရမယ်ဆိုရင်ငါဟာတဲ့နုပြိုနေတုံးဆပင်ကနဲ့နေတုံးအရွယ်ကောင်းတုံးဆိုတော့ဟုတ်တယ်ပေါ့29နှစ်ပဲရှိသေးတာအဲ့ဒီချင်းတုကာလကေတော့အရွယ်ငယ်တုံးနုပြိုတုံး
33နှစ်ကြာမှပထမအရွယ်ကုန်မှာကိုအဲ့တော့ဘုရားလောင်းတော်ဟာ33နှစ်မရောက်သေးဘူး29နှစ်အရွယ်မှာနုပြိုနေတော့သပင်ကလေးကနဲ့နေတော့မဖြူသေးဘူးခုခေတ်ကျတော့သပင်ဖြူနေလည်းပဲတိတ်ပြီးတန်ဝေကမရဘူးအဲ့တော့သပင်ကလေးနဲ့နေတော့တဲ့အရွယ်ကောင်းတော့ပထမအရွယ်နုပြိုနေတဲ့အချိန်လေးမှာပဲမိဘနှစ်ပါးကမခွဲခြင်းလို့ငိုယိုးနေတဲ့အချိန်မှာသံမုတ်စိတ်ပဲပြီးတော့သင်္ကန်းဝတ်ခဲ့တယ်လို့ရသော်ဗျာစကလုံးတိုင်းဘာသာပြမယ်ဆိုအဲ့လိုအဓိပ္ပာယ်ရတယ်နော်အဲ့ဒီစကလုံးကိုဖတ်ပြီးတော့တချို့နိုင်ငံသားတွေကပြောတယ်ရသော်ဗျာညသကောင်တော်တိတ်တိတ်ကလေးတောထွက်သွားတယ်ဆိုတော့မဟုတ်ဘူးပေါ့ဘာလို့လဲဆိုမိဘတွေငိုးနေတော့သူသင်္ကန်းဝတ်သွားတယ်လို့သူကိုယ်တိုင်ပြောခဲ့တဲ့စကားရှိတယ်ပေါ့ညာကြီးတောထွက်တယ်ဆိုတာမဟုတ်ဘူးလို့သူကပြောတယ်အဲ့ဒါဘယ်လိုညှိပြောရမလို့ဆိုရင်ဟုတ်တယ်မိဘတွေကငိုယိုးနေတယ်ဆိုတာတကယ်ကိုမသွားပါနဲ့လို့ငိုနေတာဒီလိုဟာမဟုတ်ဘူးဆိုရင်တကြီးနဲ့သားကလေးသင်္ကန်းမိုးစေခြင်းမူသို့တော်ညာကြီးတကောင်မှတောထွက်သွားလို့ပျောက်သွားတဲ့အချိန်မှာငိုးနေကြတယ်အဲ့ဒီငိုးနေတဲ့အချိန်မှာတော့သင်္ကန်းဝတ်သွားတယ်ဆိုဒီလိုယူရင်ရောမရဘူးလားဆိုအဲ့ဒါဆိုလို့ရှိရင်အထက်ကရာတွေရေးတာနဲ့ပါဠိတော်ဆိုတာနဲ့တကြိုက်သေးပါပဲစာဆိုတာကဟုတ်ကဲ့လားအခုသူတို့ကဘယ်လိုထိအောင်ယူတော့ဆိုလို့ရှိရင်မိဘနှစ်ပါးငိုးနေတော့ဆိုပါစို့အဖေလှုပ်တဲ့သုတ်တော်ရဏကြီးဟဲ့မသွားနဲ့ဆိုတာကိုဇွတ်ထွက်သွားတယ်ဆိုပုံစံမျိုးသူတို့ကအလှယူစားတယ်မိဘနှစ်ပါးငိုးနေတော့ဆိုတာဟုတ်တာပေါ့နန်းတော်မှာငိုးကြံရထားပဲလေညပြောက်သွားတယ်ဆိုမနဲ့လင်းတဲ့အခါမရှိတော့မိဘနှစ်ပါးငိုးကြံရတဲ့ပေါ့မိဘလို့သုံးမိမဲ့လို့ဒီအချိန်မှာမေတော်မာယာကတော့မရှိတော့ဘူးပေါ့နော်အဲ့တော့မိဘနှစ်ပါးငိုယိုးနေတော့သူဟာသံမုတ်စိတ်ပယ်ပြီးတော့သင်္ကန်းဝတ်ခဲ့တယ်သူသင်္ကန်းဝတ်တာဘာအတွက်ဝတ်တာတော့လို့ဆိုတဲ့အခါမှာကိဉ္ကုသလဂဝေတိဆိုတဲ့စကားလုံးလေးကိုသုံးတယ်ကုသိုလ်ဆိုတာအပြစ်ကင်းတဲ့တရားဆိုတာအမှန်တရားဆိုတာဘာလဲလို့ရှာခြင်းသူသိချင်တယ်အဲ့ဒါကိဉ္ကုသလဂဝေတိဟေ့ကုသိုလ်ဆိုတာဘာလဲအစစ်အမြဲဆုံးကုသိုလ်ဆိုတာဘာလဲဒါလိုက်ရှာဆိုလိုတာကတော့ research လုပ်တာလောကမှာ research လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းစွန့်စားရတာဓမ္မနဲ့ပတ်သက်ပြီး research လုပ်တော့ဘုရားလောင်းလေးကစွန့်စားတာပဲပေါ့အိမ်ကနေထွက်သွားတယ်ကိဉ္ကုသလဂဝေတိကုသိုလ်ဆိုတာဘာလဲဆိုတာသူအဖြေထုတ်ချင်တယ်ဒါတခုအနုတ္တရံတန္တိဝရပဒံပရိယေသမနောသူရှားနေတာအကောင်းဆုံးငြိမ်းချမ်းရေးတန္တိဝရပဒအမြတ်ဆုံးသောငြိမ်းချမ်းမှုဆိုတာဘာလဲအဲ့ဒါကိုသူလိုက်ရှာတယ်တဲ့အဲ့ဒီမှာလိုက်ရှာတဲ့အချိန်မှာဘယ်နေရာကဘယ်လိုသွားတယ်ဆိုတာတွေကိုတော့ခရီးကပြန်ပြီးတော့ဟောတဲ့အခါမှာအသေးစိတ်မဟောဘူးအသေးစိတ်မဟောဘူးသူအဲ့ဒီလိုရှာပြီးတော့အာလာရကာလမစီရောက်သွားတယ်လို့ဒီလောက်ပဲပြောလိုက်တယ်ပေါ့နော်ဒါတော့လူရင်းဟောခြင်းလို့နေမှာပေါ့အဲ့ဒါကိုဖြည့်ဆွက်ပြီးတော့မှတ်တမ်းတင်ရမှာတော့အလုံးသိတဲ့အတိုင်းအနောမတောင်ကမ်းမှာရဟန်းဝတ်သွားတယ်ရဟန်းဝတ်ပြီးတဲ့မြင်းနဲ့မောင်ဆန်ကိုနိုင်ငံတော်ပြန်ခိုင်းလိုက်ပြီးတော့သူတူဦးတဲ့ယူဇနာ30ယူဇနာ30ဆိုခုခေတ်နဲ့တွက်မယ်ဆိုရင်တယူဇနာကို10မိုင်နှုန်းနဲ့တွက်ကြည့်ပေါ့အဲ့ဒီအနော်မာကနေမိုင်100ကျော်နော်အဲ့ဒါကိုကုန်းကြောင်းသွားရတာခုခေတ်လိုကားတွေပါရှိတာမဟုတ်ဘူးအရင်တော့ကတော့မြင်းနဲ့ထွက်လာခဲ့တာမြင်းနဲ့ပြန်ပြီးတော့လွတ်လိုက်ပြီးသင်္ကန်းဝတ်ပြီးတဲ့အခါမိုင်100ကျော်ခရီးကိုခြေချင်းလျှောက်ခဲ့တယ်ဘယ်ကိုသွားတယ်လဲဆိုရင်ထိုခေတ်ကတရားဓမ္မတွေထွန်းကားပြီးတော့ထင်ရှားကြော်ကြားတဲ့မဂရနယ်ကြီးကိုမဂရနယ်ဆိုတာအခုဘုရားခရာပတ်ဝန်းကျင်ဒေသပေါ့ခုခေတ်တော့ဗီဟာနယ်လို့ခေါ်တယ်ဗီဟာဆိုတဲ့စကားလုံးကတော့ဝိဟာရလာတယ်လို့ဒီလိုပြောကြတယ်ပေါ့ဒါပေမဲ့ဒီကနေ့ခေတ်မှာဗီဟာနယ်ကလူတွေလူဆိုးတွေလို့ပြောတယ်တခိုးချဖို့ပေါ်တယ်တဲ့အဲ့ဒီဗီဟာနယ်ဘက်ကိုခီးထွက်သွားလိုက်တယ်ဘုရားလောင်းတော့အဲ့မှာပြန်ပြောတဲ့ဇာလန်းလေးမှာတော့
ငါအဲ့ဒါရှာရင်းကနေပြီးတော့တဲ့မာဂရတိုင်းကိုရောက်သွားတယ်ရောက်သွားတော့မနေ့မိုးလင်းတဲ့အချိန်လေးမှာရာဇဂိုမြို့ထဲမှာဆွမ်းခံတပိတ်ကလေးပိုက်ပြီးတော့ဆွမ်းခံဝင်လိုက်တဲ့အခါဘုရားလောင်းတော်ကအရွယ်ကလည်းနုနုပြိုပြိုရုပ်ကလည်းအမတန်ချောတာရုပ်ကလည်းအမတန်ချောတော့မြို့ထဲမှာဝင်လာရင်လူတွေကလှုပ်နေဘာဖြစ်လို့တော့ဆိုလို့ရှိရင်အဲ့ဒီခေတ်ကသူတော်စင်ဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ်ကားတွေများတာမုတ်စိတ်ကြီးတွေနဲ့အဝတ်အစားကတုံးလုံးကြီးနေတဲ့ပုဂ္ဂိုလ်တွေတို့နော်ရာဇဂိုပြည်မှာမဂ္ဂလိဂောသလတို့ကုရဏကသမတို့ဆိုတာတုံးလုံးကိုယ်တော်ကြီးတွေလေတရားကျင့်နေတဲ့သူတော်စင်ဆိုတာကြီးတွေကကြီးလိုက်မယ်ဆိုလို့ရှိရင်ခုနကမုတ်စိတ်ဖားရနဲ့သပင်ဖားရနဲ့အဝတ်မိုးတဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်နေတာအခုဒီပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူးတတ်တတ်ရဲ့ဝတ်စားပြီးတော့ငယ်ငယ်ရွယ်ရွယ်လေးနဲ့နော်အိမ်ကြီးပြည့်စုံလေးနဲ့မြို့ထဲမှာစက်ကုံတွေချပြီးတော့ဝင်လာတယ်ဆိုတမျိုးလုံးကလှုပ်ရှားဖြစ်သွားတယ်အဲ့ဒီအကြောင်းအရာတွေကိုဘယ်သူကဖော်ပြတော့ဆိုပါဠိတော်ထဲမှာပပိစ္ဆာတုတ်ဆိုတာရှိတယ်သုတ္တနိဗ္ဗာန်ပါဠိတော်မှာပပိစ္ဆာတုတ်ဆိုတာရှိတယ်အဲ့ဘုရားလောင်းတောထွက်လာခြင်းရဲ့အကြောင်းကိုပပိစ္ဆာတုတ်အရာပြောမယ်ဆိုရင်သူဘာဖြစ်လို့သင်္ကန်းဝတ်လာတယ်လဲလို့ဆိုလို့ရှိရင်တဲ့ကရဝါသောတံပါတော်လူဘဝမှာကုသိုလ်ရဖို့ကအမတန်ကျင့်ကြတ်တယ်မွန်းကြက်တယ်ဟုတ်တယ်လူဘဝမှာကုသိုလ်ရဖို့ဆိုမလွယ်ဘူးအမတန်မွန်းကြက်တယ်တံပါရချင်းမြောင်းတယ်ဟိုကိစ္စဒီကိစ္စတွေများတယ်နော်ညအောင်လည်းလှုပ်ထားတာဟုတ်မလွတ်လပ်ဘူးအတွေ့အတာတွေနဲ့မွန်းကြက်မှုတွေများတယ်တဲ့သစ္စာပထောကိလေသာစိတ်တွေပွားတယ်အဘောခသောပပိစ္ဆာရဟန်းဘွားကလွင်မြင်ကြီးနဲ့တူတယ်တဲ့ပွင့်လင်းတယ်အေးချမ်းတယ်လွတ်လပ်တယ်ဒါကြောင့်မို့အဲ့ဒီလွတ်လပ်မှုကိုရချင်တာနဲ့မွန်းကြက်တဲ့ဘွားကနေယုံထွက်ပြီးသူသင်္ကန်းဝတ်လာခဲ့တယ်လို့ဒီလိုပြောတယ်အဲ့လိုသင်္ကန်းဝတ်လာပြီးတော့ရာဇဂိုမြို့ထဲဆုံးခံလိုက်တဲ့အခါမှာတမျိုးလုံးကလှုပ်ဖြစ်သွားတယ်အဲ့တော့ဘယင်းနတ်တော်ကြီးကနေပြီးဘယင်းကနေကြည့်တဲ့အခါဒီသူတော်စင်တစ်ပါးသင်္ကန်းကလည်းဗြဟ္မာကြီးကလှူလိုက်တဲ့သင်္ကန်းဆိုတော့တောက်ပြောင်ရှိကောင်းရှိလိုက်ပဲပေါ့နော်အဲ့တော့ကြာသင်္ကန်းဆိုတာကြာဘူးတွေကရတဲ့သင်္ကန်းကိုပြောတာကြာရိုးကိုရက်ထားတဲ့သင်္ကန်းပြောတာမဟုတ်ဘူးခုခေတ်ကတော့ဖះလောင်းမဟုတ်ဘဲနဲ့ကြာရိုးကနေရက်ပြီးကြာသင်္ကန်းဝတ်တာတော့နော်ရှင်းတော့ကြာသင်္ကန်းဆိုတာအဲကြာဘူးတွေကနေပြီးတော့ဘုရားလောင်းတော်တွေကိုဆက်ကတ်တဲ့ကဘာဥကာလမှာကြာဘူးထဲမှာပါလာတဲ့ပြိက္ခာရှိပါကိုပြောတယ်အဲဒီကြာသင်္ကန်းကိုဝတ်ထားတဲ့သူတော်စင်သင်္ကန်းဝတ်ယုံထားတာကိုကြည့်ပြီးတော့ဗေမိတာရမင်းကြီးကလည်းငယ်ငယ်ရွယ်ရွယ်ပဲတက်တူလောက်ပဲရှိမင်းပြူမင်းလွင်ဗေမိတာရမင်းကငယ်ရင်လည်းငယ်မယ်ဘုရင်ကြီးကလည်းစိတ်ဝင်စားသွားတယ်ခါတိုင်းပုဂ္ဂိုလ်တွေနဲ့မတူဘူးသူတော်စင်ဆိုတာအိုမင်းကြီးတွေများတယ်အသက်ကြီးမှလောကမှာယဟန်ဝတ်တယ်ဆိုတာအသက်ကြီးမှဝတ်တာငယ်ငယ်တုန်းတော့ကာမဂုဏ်အာယုံခံစားပြီးတော့အသက်ကြီးမှဝတ်တာဒါသူတို့ခေတ်ကထုံးစံနော်ခုခေတ်ဆိုရင်တော့တောထွက်ကိုတော်ကြီးတွေပေါ့နော်အသက်ရွယ်ကြီးပြီဆိုရင်သင်္ကန်းဝတ်ကြတယ်အဲ့ဒါလို့ရှေးခေတ်ကလည်းပဲအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေပဲရှိတယ်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဆိုတာအမတန်ရှားမရှိဘူးအဲ့တော့ဒီလိုငယ်ငယ်ရွယ်ရွယ်မြင်လိုက်တဲ့အခါမှာသိထူးဆန်းတော့ဘုရင်ကြီးကတမန်တော်တွေကိုလွတ်တယ်လိုက်ကြည့်စမ်းဘယ်သူလဲဘယ်သွားတာလဲလိုက်ကြည့်ဆိုပြီးအဲ့မှာဘုရားလောင်းလေးကဆုံးခံရင်ကနေပြီးတော့မကြခင်မဲ့သူတပိတ်သူတထပ်စာလောက်ရတာနဲ့တပြိုင်နဲ့ရှေ့ဆက်မသွားတော့ပဲနဲ့မြို့ပြင်ထွက်သွားလိုက်တယ်တမန်တွေကမလမ်းမကန်းကနေပြီးတော့ထောက်လိုင်းကြီးတွေလိုက်သွားကြတယ်ဘယ်ရောက်သွားတော့ဆိုမြို့ပြင်ထွက်သွားပြီးတော့ရာဇဂိုပြည်ဆိုတာမြို့ပြင်မှာတောင်၅လုံးရှိတယ်ဝေပုံလာတို့ဝေဘာရတို့ခိစကုတ်တို့ပန္နဝတို့ဣတိဂီလီတို့တောင်၅မျိုးရှိတယ်အဲ့ဒီတောင်၅လုံးတွေကပန္နဝဆိုတဲ့တောင်ခြေဘက်ကိုသူဥတီပြီးတော့သွားနေတယ်ဟိုရောက်တဲ့အခါအရိပ်ကလေးကောင်းတဲ့နေရာမှာပန္နဝတောင်ခြေမှာနားနေမယ်လို့ရေအိုင်ကလေးနဲ့အရိပ်ကလေးရှိတဲ့နေရာမှာထိုင်ပြီးတော့ဆုံးဖုံးမိတာအဲ့ဒါတွေကိုနောက်ကမလှမ်းမကန်းကနောက်ယုံခံလိုက်သွားတဲ့တမန်တွေကဘုရင်ကြီးစီသွားပြီးတန်တော်ဟုတ်တယ်
သူတော်စင်ဟာပန္နဝတောင်ချေမှာရှိပါတယ်ဆိုတယောက်ကိုအဆောင်ချထားခဲ့ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေသွားကြည့်ဘုရင်ကြီးစီသွားပြောဘုရင်ကြီးကချက်ချင်းအမြန်ရောက်လာမြင်းစီပြီးတော့လာတာနေမှာပေါ့သူစိတ်ဝင်စားလို့လိုက်လာပြီးတဲ့အခါမှာသူကမြင်လိုက်တာနဲ့ဘုရင်ကြီးကလည်းဘုရားလောင်းလေးကိုစိတ်ထဲမှာအမတန်ချစ်ခင်သွားတယ်တငယ်ချင်းလိုပဲစိတ်ကထင်သွားငယ်ရွယ်သူပြီးဆိုအဲ့တော့ပြောတယ်အရှင်ဘုရားဘယ်ရလာတာတော့ဘယ်အရသားတော့မေးတယ်ပေါ့ဘာစကားနဲ့ပြောတယ်တော့မသိဘူးအဲ့ဒီခေတ်ကစကားကြဲကြဲပြန့်ပြန့်ရှိကောင်းရှိလိုက်မယ်ပေါ့နော်ပါဠိစင်စကားလုံးတွေနဲ့ပြောလိုက်မယ်ခုခေတ်လို့ဆိုလို့ရှိရင်အင်္ဂလိပ်လိုပြောအောင်နော်ဟိုကနီပေါနိုင်ငံသားပဲမဲ့လို့အဲ့ဒီခေတ်တုန်းကနီပေါနိုင်ငံတို့အိန္ဒိယနိုင်ငံတို့မရှိဘူးဘုရားအလောင်းတော်ကကာတိတိုင်းကောသလတိုင်းကဒီဟာမာဂရာတိုင်းကောသလတိုင်းတို့မာဂရာတိုင်းတို့ဆိုတာဆက်သွယ်နေတာပဲအဲ့ဒီခေတ်ကကျယ်ပြန့်တဲ့စကားလုံးခုခေတ်လိုပဲဆက်သွယ်တဲ့စကားလုံးတွေရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒါလို့ဘုရားအလောင်းလေးကိုတွေ့တဲ့အခါကျတော့ရုပ်ရည်ကလည်းပဲတတ်ပဲတော့တာမန်အောက်တန်းစားအမျိုးကတော့မဟုတ်ဘူးမင်းမျိုးတွေကဖြစ်လိမ့်မယ်ဆိုပြီးမေးတယ်ဘာရွယ်ချက်နဲ့ထွက်လာတာတော့ဘယ်ကလာတာတော့ပေါ့လေမေးတဲ့အခါကျတော့ဘုရားလောင်းကပြောတယ်ဟောဒီမြောက်တဲ့ဟိမန္တာတောင်ချေကနိုင်ငံတစ်ခုကပါတဲ့ဟိမန္တာတောင်ချေကနိုင်ငံဆိုခုခေတ်ဆိုရင်တော့နီပေါနိုင်ငံပေါ့နော်အိန္ဒိယမြောက်ပိုင်းမှာဟိမန္တာတောင်ချေကတဲ့ကာတိကောသလတိုင်းရဲ့ထိတ်တန်းအမျိုးထဲမှာထိတ်တန်းလူမျိုးထဲမှာသူပါပါတယ်ပေါ့ဒီကနေမြောက်တဲ့သွားလိုက်လို့ရှိရင်အဲဒီဟိမန္တာတောင်ချေမှာနာမည်တော့မပြောဘူးအဲဒီမှာအဲဒီကတက်ကြလူမျိုးပါတဲ့အမျိုးနွယ်အပြင်ပြောမယ်လို့ဆိုရင်အာဒိစ္စနေမျိုးလူမျိုးနဲ့အနွယ်အပြင်ပြောမယ်ဆိုလို့ရှိရင်တာကိယတာကိဝေမင်းမျိုးပါလို့ပစ္စည်းဥစ္စာတွေကျွယ်ဝချမ်းသာတယ်အဲ့ဒီမင်းမျိုးကနေပြီးတော့သူသင်္ကန်းဝတ်လာပါတယ်ကာမဂုဏ်အာယုန်တွေကိုလုံးဝစိတ်ဝင်စားပါဘူးဘယ်ဝိသရာမင်းကြီးကဖိတ်တယ်သူနဲ့တူတူနေပါနန်းစည်းစိမ်တဝက်ခွဲပေးပါမယ်တူတူမင်းပြုကြရအောင်လို့ခေါ်တယ်လူမြင်နာနဲ့ခင်ပြီးတော့ခေါ်တာနော်အဲ့ဒီမှာဘုရားလောင်းလေးကအကြောင်းပြန်လိုက်တာကာမဂုဏ်အာယုန်တွေကိုသူမလိုချင်လို့စွန့်လာတာပါစိတ်ဝင်စားပါဘူးလို့အဲ့လိုညှင်းပယ်လိုက်တယ်အဲ့ဒါကပပိစ္ဆသုတ်ထဲမှာပါတဲ့စကားပေါ့နော်အဲ့ဒီမှာဘုရားလောင်းလေးဟာပန္နဝတောင်ကနေပြီးတော့ခီးဆက်သွားလိုက်တာရာဇဂိုပြည်မှာဘသူစီသွားတော့ဆိုအဲ့ဒီခေတ်ကသမထကျင့်စဉ်နဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ဆရာကြီးတွေရှိတယ်တူကအာလာရကာလမလို့ခေါ်တယ်ကာလမဆိုတာသူ့ရဲ့အမျိုးအနွယ်ပေါ့အာလာရဆိုတာနာမည်အဲ့ဒီအာလာရကာလမဆိုတဲ့ဆရာကြီးစီကိုချင်းကပ်ပြီးတော့ဗာပြောတော့ဆိုရှင်ဆရာကြီးရဲ့ဆုံးမဩဝါဒသာသနာမှာသူဝင်ရောက်ပြီးတော့တရားကိုသင်ယူခြင်းပါတယ်လို့ဆိုတော့ဟိုကလာပါသင်ပေးပါမယ်လို့ဆိုပြီးတော့ဖိတ်ခေါ်တယ်အဲ့ဒါသူစီကနေပြီးတော့သင်လိုက်တာမကြဘူးတဲ့သူ့ရဲ့ကျင့်စဉ်တွေကျမ်းစာတွေဟာနှုတ်တဲ့အကုန်ရသွားကျန်တဲ့တပည့်တွေကလည်းပဲသူတို့စာတစ်ခုစာအုပ်တစ်ခုသို့မဟုတ်ကျမ်းစာတစ်ခုကုံသွားလို့ရှိရင်စတတ်ပြီလို့ဒီလိုပြောကြသလိုပဲဘုရားလောင်းလေးကလည်းသူလည်းစတတ်ပြီပဲဘာလို့ဆိုနှုတ်ထဲကအဲ့ဒီခေတ်ကသင်တယ်ဆိုတာစောင်းနဲ့သင်တာမဟုတ်ဘူးနှုတ်တိုက်ချပေးတာခုမိဘတွေကဓမ္မစကြာသင်ပေးတာတို့ဟိုပေကြီးသင်ပေးတာတို့နမောတတတို့ဟုတ်လားတန်ဗုဒ္ဓေတို့ချပေးတာမျိုးလို့ပေါ့နှုတ်တိုက်သင်လိုက်တာမညာလည်းကောင်းတော့ခဏပဲအာလာရကာလမရဲ့သူ့ရဲ့အဆုံးမဩဝါဒတရားကျမ်းစာတွေသူနှုတ်တဲ့ရသွားတယ်ခဏလေးအကုန်လုံးနှုတ်တဲ့ရသွားတဲ့အခါကျဘုရားလောင်းလေးကစဉ်းစားတယ်စာထဲမှာဆိုထားတာတွေကိုသူကြည့်ဘယ်လိုလုပ်ရတယ်ကျင့်စဉ်တွေဆိုထားတာကြည့်ပြီးတော့ဒါစာထဲပါတဲ့အပြောသက်တော့မဟုတ်တော့ဘူးလက်တွေ့လုပ်လို့ရလောက်တယ်ပေါ့
လက်တွေ့လုံးလို့ရတော့တယ်ဆိုပြီးဆရာကြီးထံချင်းကပ်ပြီးတော့သူမေးတယ်ဒီသာသနာရဲ့အမြင့်ဆုံးပန်းတိုင်ကဘာလဲလို့ဆိုတော့အာလာရကာလမှာဖြေလိုက်တယ်အာကာတန်သင်းစာယတနာဆံအကိစ္စညာယတနာဆံအကိစ္စညာယတနာဆံဟာသူတို့မှာအမြင့်ဆုံးအဆင့်ပဲသူကိုယ်တိုင်လည်းအဲ့ဒီဆံကိုရထားရူပဆံကပထမဆံဒုတိယဆံတတိယဆံသရုပ်ဆံဆို၄ခုအရူပဆံတွေကအာကာတန်သင်းစာယတနာဆံဝိညာဉ်သင်းစာယတနာဆံအကိစ္စညာယတနာဆံဆိုအရူပဆံ၄ခုတည်းကသူကတတိယအဆင့်ကိုရောက်တယ်အဲ့ဒါကိုပြောလိုက်တဲ့အခါကျတော့ဘုရားလောင်းနဲ့စဉ်းစားကြည့်တော့ကိုယ့်ရဲ့အည်သွေးတွေကိုအသုံးချဖို့အမတန်မှအရေးကြီးတယ်သူစဉ်းစားပုံလေးကအာလာရကာလမသာယုံကြည်ချက်တတ္ထာရှိတာမဟုတ်ငါမှလည်းယုံကြည်ချက်ရှိတယ်အာလာရကာလမသာလုံလဝိရိယရှိတာမဟုတ်ဘူးငါမှလည်းလုံလဝိရိယရှိတယ်သူ့မှာသာဆွဲမြဲတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းဆွဲမြဲတဲ့တတိရှိတယ်သူ့မှာသာစိတ်တည်ငြိမ်မှုတမာရီရှိတာမဟုတ်ဘူးငါမှလည်းရှိတယ်သူ့မှာသာအသိပညာရှိတာမဟုတ်ဘူးငါမှလည်းရှိတယ်သူရတဲ့တရားငါဘာလို့မရမှလည်းရအောင်လုပ်မယ်ဆိုပြီးကြိုးစားတာသူလမ်းစဉ်အတိုင်းနော်ငါမရမနေလုပ်မယ်လို့ဆိုတော့ကြိုးစားလိုက်တာမကြခင်မဲ့အဲ့ဒီအာကိစ္စညာရဏဆံကိုရသွားရသွားတဲ့အခါကျတော့မှဆရာကြီးစီချင်းကပ်ပြီးတော့ဒီဆံအဆင့်ဟာဒါပဲလားလို့ဆိုဆရာကြီးကဟာဟုတ်တယ်တို့ဟာဒါပဲလို့ပြောပြီးတော့အဲ့ဒီခေတ်ကသူတို့စိတ်ကောင်းသိရှိတယ်စိတ်ကောင်းသိရှိတယ်ငါရတဲ့အဆင့်ကိုဒီနောက်မှလာတဲ့ဟိုလူငယ်တယောက်ကရတယ်ဆိုမနာလို့မဖြစ်ဘူးသူရတဲ့ဆံကိုပြောတော့အေးဟုတ်တယ်ငါရတဲ့တရားမင်းရတာပဲမင်းရတဲ့တရားငါရတာပဲမင်းနဲ့ငါနဲ့အဆင့်တန်းတူတူပဲဘာမှမထူးမင်းနဲ့ငါဟာတန်းတူပဲတို့နှစ်ယောက်တို့ရဲ့ဒီသာသနာတော်ကြီးကိုကြီးပွားအောင်တို့ရဲ့တပည့်တွေကိုဥဆောင်ကြရအောင်လို့သူဖိတ်ခေါ်မနာလို့မဖြစ်ဘူးခုခေတ်လူတွေဆိုရင်မနာလို့ဖြစ်ချင်းဖြစ်မယ်နော်သူနဲ့တူတူလောက်ပါလို့ဖိတ်ခေါ်တယ်အဆင့်တန်းတူထားပြီးတော့ပူဇော်တယ်အဲ့တော့ဘုရားလောင်းလေးကစဉ်းစားလိုက်တယ်အာကာတန်နင်းစာအကိစ္စညာရဏဆံဆိုတာဗြဟ္မပြည်မှာပဲလမ်းဆုံးမှာပဲငါရှာခြင်းနဲ့ထားအနုတ္တရတန်တိဝရပဒမဟုတ်နိုင်သေးဘူးပေါ့လုံးဝငြိမ်းချမ်းတဲ့အနေအထားမျိုးမရောက်ဘူးဆိုပြီးတော့အဲ့ဒီမှာဆက်မနေတော့ဘဲနဲ့ခီးဆက်ထွက်သွားပြန်တယ်ပေါ့ဒါစတရားရှာတာအဲ့ဒီလိုရှာလာတာနော်ဘယ်သွားတော့ဆိုတော့နောက်ထပ်ဆရာကြီးတူဦးစီသွားတယ်ဥဒကရာမဗုဒ္ဓတဲ့အဲ့ဒီမှာဥဒကရာမဗုဒ္ဓသူ့ရဲ့ဆရာကြီးကတော့အဲ့ဒီအချိန်မှာမရှိတော့တော့ဘူးရာမဆိုတဲ့ဆရာကြီးရာမရဲ့ခိုင်းပေါ့ခုနကတော့အာလာရကာလမခိုင်းပေါ့ခုကရာမခိုင်းပေါ့ရာမခိုင်းပဲရောက်သွားတဲ့အခါကျတော့လည်းပဲခုနလိုဒီသာသနာမှာသူဝင်ပြီးတော့မြတ်သောအကျင့်ကျင့်မရစေဆိုတော့ဟိုကလာပါဖိတ်ခေါ်သူစီကစာတင်လိုက်တယ်မကြခင်ပဲတတ်သွားတယ်တတ်သွားပြီးရှင်းတော့ကစဉ်းစားသလိုပဲစဉ်းစားတယ်ဒါစာအဆိုတာမဟုတ်တော့ဘူးလက်တွေ့ကျင့်လို့ရလိမ့်မယ်အဲ့တော့ရာမဆရာကြီးကဘယ်အဆင့်ရောက်တုံဆိုရာမဆရာကြီးကနေဝတင်ညာနာတင်ညာရဏအဆင့်ထိရောက်တယ်သူကပုံမြင့်တယ်အဲ့ဒါနဲ့ရာမဆရာကြီးရောက်တဲ့အဆင့်ရာမဆရာကြီးတောင်ရောက်သေးတာငါဘာလို့မရောက်အောင်သူလည်းတတ္တဝိရိယတတိသမารိပညာဆိုတဲ့စွမ်းအားတွေကိုအသုံးပြုတာပဲငါမှလည်းပဲတတ္တဝိရိယတတိသမารိပညာဆိုတဲ့စွမ်းအားတွေရှိတာပဲငါလည်းရရမယ်ဆိုပြီးတော့သူလမ်းစဉ်အတိုင်းတသွေးမတိန်လိုက်တာကျင့်သုံးလိုက်တယ်မကြခင်ပဲနေဝတဉာဏပညာနာအဆင့်ရောက်သွားရောက်မှာပေါ့ခုနကတော့အာကိစ္စညာအဆင့်ဆိုတစ်ဆင့်ပဲကျန်တော့တာကိုအဲ့ဒါလိုလဲရောက်ရောဥဒကကိုသွားပြောတယ်ရာမဆရာကြီးရောက်တဲ့အဆင့်ဟာဒီအဆင့်လားလို့ဆိုဟာဟုတ်တယ်အော်တော့သူတော့မရောက်သေးဘူးအဲ့အချိန်ဥဒကသူ့အချိန်သူ့ကိုမရောက်သေးဘူးအဲ့တော့ဘယ်လိုပြောတော့ဆိုလို့ရှိရင်ရာမဆရာကြီးသိတဲ့တရားကိုအရှင်ကသိတာပဲရာမဆရာကြီးနဲ့အရှင်နဲ့အတူတူပဲဒါကြောင့်မို့လို့အရှင်ဟာဒီခိုင်းကြီးကိုခေါင်းဆောင်မှာဆရာအနေနဲ့နေပါလို့ဖိတ်ခေါ်ဆရာတင်လိုက်တာတပည့်ကိုဆရာတင်တာနော်တပည့်ကိုဆရာတင်လိုက်တာ
Eri kama lebe pia launega. Da newa tinya na tinya rana so lanzo maho devu. Jamaji mawe sonda ome. Nasha jene pandi urasa maho devu so biro. Eri ma set maniro. Manivene. Bedwaro so. Aku bora gaya na nirin sarami kana hopa. Eri yau doa. Yau doa lai de kajaro. Aku ki keniki nirin sararo jauh siap sini, no? Oh, tetap ni be siro de ni le ni bat. Eri kidonga wit nirin sarara sura. Yele ga jisai ni dah be. Dah mulu ye ma anyi je mesti lo nirin sarara lo kora. Nira sala, nila sala. Ye ma lawa anyi je mesti anyi je kene senso. Jisai ni dah solo deh po. Ye le ga amadama ji biro si ni deh. Eri mi kana le yau deh kaja. Pia laun le ya. Prana alogo athawa me. Tiada dia punya syarat sa tiada cina. Di ni ale ha tiada cina along kau deh po. Ye le si deh mi kana le ale tayar deh. Ani nama le sungai yo ale le si deh po. Di ni ale udu yue celai deh. Uru wela dong. Eri lo yue celi do. Eri cara ma. Dokara seriya so cina ngere cina go eri macam. Eri dokara seriya cina leu. Mati sekat tau maru pada radi tau do ma. Ye thar. Eri lo ye thar deh kama. Pia launga. Belum segura dong lo solution. Tu segura ita. Tu nyan deh ma. Upama le tunggu pola le. Sikit donga. Miya wo solution. Teta jauh na jauh poya. Mi pokok ne poci lo kor. Atama nakhu kapi lo pot. Pot deh kaja lo pu biro erima mi tau lah, no? Sikit ka lah. Mi citi bari mesiu. Mi citi mesiu ero teta ma na jauh pot. Tori bari dekade yang milau ne sura tekai ne pot dan lihat dore kaja lo tekai ne deku pot lo sih. Oh dekuping ah mi ciji so jauh dah malah. Dekuping ah kai ne deku pot deh kaja lo pu biro mi tau dah. Tori milau nari bari dekade fit deh po alu. Era ne pada biro. Pia laun le ya senza dah po. Tu nyan le ma bola deh. Eri teta jauh de jauh ha. So ni deh, ye le chat ham. So ado teta jauh de jauh ha. So deh, ye le chat ham. Nau de jauh ha ro so deh, ye le ro chat ham. Kau mau tha. Nau de jauh ha ro chau pi ro. Ye le chat ham, kau mau ma tha. Teta tong jauh si, no? Permat di jauh teta so deh, ye le tha deh so. Eri teta ne polo miya nai ma. Ya na. Blog lo tinya macam mana so. Ya no. So deh so baru so. Kamu kau sedi. Kamu kau ayo ni ale macam bu. Kamu kau sedi ale selama ni deh. Eri lo pokok dia ha. So ni deh teta lo be. Belum pokok mitra ma mahu hu deh. Okey. Mi macam mana? Baru lo so. Seiku kamu kau ayo ni deh mana ni dah. Kamu kau ayo ni dah. Ye deh cara ne dulu be. Seika kamu ayo ni deh mana nimyau ni dah. Era so ni dah ne dulu be. Elo kamu sedi ne nebi kamu ayo ni mana ni deh pokok dia ha deh. Belum ma adinya sama macam mana lau. Now dunia teta ne ya. Seika ro kamu ayo ni ro. Si deh. Tu kamu ayo ni tuat kuala. Teta le ya so deh. Dah me kau mau matha ye deh ma mau. Era level so ni di itu jauh. Mi pipu ya malu. Now so tadi ya teta jauh le jaro. Chau ni deh. Ye deh le wui thar deh so. Era jaro boy mi pipu lah. Oh pihak long ni senza deh. Kamu ayo ni ga masuk kuah be. Kamu ayo sedi go mape siapa ni. Tu cara di jangan samya nai mu. Tu sedi ma. Di upama le pola deh po. Dan kalau kaya ni so, aku kan pihak kau dah lu, tapi dah so kalau je ame, wipasana so kalau je ame, ti ni cara po. Cinta ni asyik ni.
ကိုမတုကမြစမ်းပြီးတော့ကျင့်ရနော်လမ်းစာတွေ့ကိုဘလောက်ခဲနေဆိုအဲ့ဒီမှာအဲ့ဒီဥပမာကြည့်ပြီးတော့ထိုတစ်သားကြောင့်ကမိဖြစ်အောင်ပွင့်တယ်လို့ပုတ်တယ်လို့ငါလည်းပဲအသိဉာဏ်တွေရအောင်ကြိုးစားမယ်အဲ့လိုကြိုးစားမယ်ဆိုတဲ့အခါမှာဘယ်လိုလုပ်ရင်ကောင်းမလဲလို့သူစဉ်းစားရင်းကနေပြီးတော့ဒီလိုနေလို့တော့မဖြစ်ဘူးငါစဉ်းစားမယ်ဆိုပြီးတော့သူဘာစကျင့်လို့ဆိုအသက်ကိုအောက်နဲ့အကျင့်ကိုအရင်စကျင့်တယ်အပ္ပန္နကဇာနာအသက်မရှိဘဲနဲ့နေတယ်အသက်ကိုအောက်ထားတဲ့အကျင့်အဲ့လိုအသက်ကိုအောက်လိုက်တဲ့အခါဘာဖြစ်တုံဆိုနားကလေတွေထွက်လာတယ်နှာခေါင်းကလေမထွက်အောင်တားဆီးလိုက်တဲ့အခါနားကလေတွေထွက်လာဟိုတော်တော်ခံရခက်တယ်အဲ့နားကလေတွေထွက်တာလဲထပ်ပိတ်လိုက်ဦးမယ်ဆိုပိတ်လိုက်တဲ့အခါကျတော့နှာခေါင်းကရောနားကရောပါးစပ်ကရောလေတွေအကုန်ပိတ်လိုက်တဲ့အခါကျတော့ခေါင်းတွေဓာတ်ခဲလာခေါင်းခဲရုံနေမကဘူးနောက်ဆုံးမှာဗိုက်ထဲမှာလဲလေတွေကတကူးကူးနဲ့ဗိုက်တွေလဲနားလာတယ်အဗဒဆင်းရဲဒုက္ခရောက်တယ်အဲ့ဒါကိုဒုက္ခရစရိယအကျင့်လို့ပြောတာနော်အဲ့ဒါလို့လေကိုချုပ်တဲ့အကျင့်အပ္ပန္နကအကျင့်ကိုကျင့်လမ်းဆုံးအောင်ကျင့်ပြီးသွားတော့လည်းပဲတရားလူတရားမြတ်သူမှရမလားအဲ့ဒါလို့ကျင့်တာဟာစိတ်ပြည့်သွားတယ်လို့မရှိဘူးတတိတွေလည်းကောင်းတယ်ဝီရိယတွေလည်းကောင်းတယ်ကြိုးစားနေတာပဲသို့တော့တရားလူတရားမြတ်အသိဉာဏ်တူကပေါ်မလာဘူးတဲ့အဲ့ဒါနဲ့ဒီတဲ့ငါထပ်ပြီးတော့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကြည့်လိုက်အောင်မယ်ဟိုတစ်သားနှစ်ချောင်းကနာနာပုတ်မှမီးထွက်တာလို့ပေါ့လူရဲ့ခန္ဓာကိုယ်လည်းပဲနာနာဒုက္ခရောက်အောင်လုပ်မှခုနကအာကောင်ကိုအန်ကျိတ်ပြီးတော့လေတွေကိုချုပ်တဲ့အကျင့်အပ္ပန္နကအကျင့်ကိုကျင့်အန်ကျိတ်ပြီးတော့ကျင့်တာနောက်အဲ့ဒီအကျင့်ပြီးတဲ့အခါနောက်အကျင့်တစ်ခုဘာကျင့်လို့ဆိုရင်အစာမစားဘဲနေမယ်ဆိုတဲ့အကျင့်ကိုကျင့်တယ်အဲ့ဒါလို့အစာမစားဘဲနေမယ်ဆိုတဲ့အကျင့်ကိုကျင့်တဲ့အခါကျတော့နတ်တွေကနတ်ဩဇာကိုထည့်မယ်လို့ပြောတော့ဘုရားလောင်းလေးကလက်မခံဘူးသို့တော့အစာဖြတ်တဲ့အကျင့်အစာလျှော့စားတဲ့အကျင့်ကိုကျင့်လိုက်တယ်ဒီနေ့မှနည်းနည်းလေးပဲပြုတ်ရည်လေးနည်းနည်းလေးတောက်တဲ့အကျင့်အဲ့ဒါလို့အစာတွေကိုလျှော့စားလိုက်တဲ့အခါကျဘာဖြစ်သွားတော့ဆိုလူကတဖြည်းဖြည်းပိန်ကြလာလိုက်တာမျက်လုံးကြီးကအတွင်းထဲဝင်သွားတဲ့ဘာနဲ့တူတော့ဆိုလို့ရှိရင်ရေနဲ့တဲ့ဟိုရေတွင်းလိုပဲရေတွင်းကိုကြည့်လိုက်ရင်ရေကဟုတ်ထဲမှာရှိတယ်မျက်လုံးလေးကကြောင်ကြောင်လေးကလည်းအတွင်းထဲရောက်သွားတယ်ဟောက်ပက်ကလေးဖြစ်သွားနောက်ခန္ဓာကိုယ်ကလည်းပိန်လိုက်တာဗိုက်ကင်လိုက်လို့ရှိရင်ကြောရိုးထိနေတဲ့ဟောဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေ့ဘူးပါလိမ့်မယ်နောက်ဆုံးဘလောက်ထိအောင်ဆိုးဝါးလာလဲဆိုအသားအယောင်တွေကလည်းမွဲချောက်ချောက်ဖြစ်လာပြီးတော့လက်ကိုကင်ပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုလက်နဲ့ပွတ်လိုက်တာနဲ့တပြိုင်နက်အမွှေးလေးတွေကျွတ်ကုန်အာရတ္တမပြည့်စုံသည့်အတွက်ကြောင့်ရုပ်ပြည့်ဆင်းရဲဖြစ်သွားတယ်အစာအာဟာရမပြည့်စုံလို့နေရာကထားလိုက်လို့ရှိရင်မှောက်ရက်ကြီးထိုးပြီးတော့လဲသွားတယ်အဲ့လောက်ထိအောင်ဒုက္ခရောက်တယ်အဲ့ဒီလိုလဲသွားတဲ့အခါကျတော့ဘေးကပြောကြတယ်နတ်တွေကပြောကြတယ်ဟာဒါသမာဘဝင်စားတာဒါတရားဓုတရားမြတ်ရသွားပြီနဲ့ပြောတဲ့ပုဂ္ဂိုလ်ကပြောတချို့ကလည်းမဟုတ်ဘူးသေသွားပြီလို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောသို့တော့ဘုရားလောင်းလေးကအားမရှိလို့မှောက်ရလဲကြသွားတာနော်စိတ်ကစဲမှမလျှော့ဘူးအဲ့ဒါလောက်ဖြစ်နေတာအရေးကြီးတာစိတ်ဓာတ်ပဲနော်သူလှုပ်တဲ့အလုပ်ကိုလမ်းဆုံးအောင်လှုပ်တယ်တစ်စက်မှစိတ်လျှော့တဲ့စိတ်မရှိဘူးသူအဲ့ဒီအချိန်မှာသူ့နားမှာဘသူတွေအနီးပါးမှာရှိနေတော့ဆိုအားလုံးသိကြတဲ့အတိုင်းပိဿဝဂ္ဂိ9ဦးရှိတယ်ဟောပိဿဝဂ္ဂိ9ဦးဆိုတာတခြားတွေမဟုတ်ဘူးဒီဘုရားလောင်းလေးမွေးဖွားလာတဲ့အခါမှာ9ရက်မြောက်မှာပုံတော်8ဦးကိုဖိတ်ခေါ်ပြီးတော့ဒီမင်းသားလေးရဲ့ကြာရင်လက္ခဏာကိုဖတ်ခိုင်းတာလေအမည်ပေးဖို့ဖတ်ခိုင်းတဲ့ထဲမှာအဲ့ဒီထဲမှာပုံနာ8ယောက်ပုံနာ8ယောက်ကအကြီးဆုံးလူကဘယ်သူတုံးလို့ဆိုရင်ရာမလို့ခေါ်တယ်ဒုတိယလူကဒဇလို့ခေါ်တယ်တတိယလူကလက္ခဏာတဲ့စတုထကမန္တီတဲ့ပင်စမကကွန္တိည
no Satamaga Bosa Tatamaga Tuyama Shio Miaujaro Tudada Bona Shio Name Ero Bonari Suro Sena Viro Gilaibo Pia Longa Wifa Bilu Naya she did it Bonariga beating Hona in it a simple biro being a jambiri chili so through you go Nene Sena Gilaibo Turoha at that I said by one genito she did love people no Did a Jigo she did a never she Alonso Bonariga Pina Dena Dua listen a shinity on Pina Dena listen a shinity ain't on my view out through a premiere this is shinity ain't on my view out then be an editor at a jama ain't on beauty and my beauty generation daughter Yanka that the royal chinsen through a load through a tele todan sen Dina de gem. At a debonania through then other Bawanjani she loved people. Every time Bonang Gayoga, that the town ever town, Piave Pimel. Janet Bonari got a Pia and a Pimel, such a me and a Pimel, Nakwa Hoja. Every time Eddie Gayot him a bar when here. Continue. They have a station Janibiro, Janibagoria, they soon Raja. But don't want to get a loose solely. The John Lemahu, a Nelly, a Gangaya, Janebo, Eddie and Gangaya. And a Disaya, and Gangaya. This is our king, Avaya, Namea, continue to have a bar, Janariga, Waparo, Patiaro, Mahanama, other city, Namere, Mamma. Mapadi, Veja. Tipona, beating horror bonari, continue the offer, that she jammy, Janet, we are paid water, Conioga, paid water, Tapu, Yodi. No? Pia Lao Horinchi de Kama, De Davi. Duroye Dari, John Hagel. John Hagel, Duroye Dari, Waparo, Badiaro, Mahanamaru, other Zirua. Continue a do like Bido. Daughter Lagajana. Pia Lonely Domatracking there, Duro a Jutin Bido edited out young name Yavi. Eroda, the buying of Pia Lonely Mayoking a Jutin Bido de look so we may look. The chapel when you Jimis, Pia Long thing I would do nobody let you think I would chat about. Daughter Bido, my normal like would they look so that put about what chat about. Eroduruleve. Buragaya Pawanjima, Pialong, Guni being and the art of Troleve, Sanjabido, Chija, the body. The Argena, Guni Reni, Piani, or Sanjabido, Chinaja. Pialonia, Moya Ledo of you, Ari Jacanima, two Sensare, Gaunema, Bawela. Madalon Lodadama, Adina, two chare Adina, the Kuyamla. Edo. Tia in your mego boraya. Two chare Adina Yagoya, Dilan Maholo, two shout at Dilan go navy. A sabshabi or Jenna, go navy, Jogarasaria, Pemane, Jenna, go navy. Dilanero, Diarudiam, Yahu, Kanago, Malo Nimbanam, Shiu. Allow Nimayo, Diarudiam, Yanahu. The Charlie Lamption I did. Gaunema, Bawen Arosa. Gagilirunga Kabiro Media Ledo Mangala Bude Chain Lima The Vivian Alma 20 when Levoma, Ayo saying a Nivido, but if as an Yaga Bude, Tamari Swan Ali the Kuyaga Bude. Daria di you a lead of Chennai Mamalalos, Pialonia, Litching Edaria, Yana. Yala de Kajaro, see Anyon Jaja Machine Melu, Dubadu, Nakaman Lego, Ayosaido. The lonely Jalega, Pawaga Palare, a chain leaf Chennai Nabo, no? Chennai Nabo, but Chennai Uru Biolubia. Chennai Jenny, Miano Ajido. Oh, Ningalive, Nakaman Litra Leo, Ayosai and Livido. Tamari Swan Ari Yadwa later. But I was a Saint Camago Ayo, Digo, Abudu Diario, Pesalo, Saitema. Tinye Mule, Senza Mule, Janzi Mule, Chinane Mule, Chana Nemu, Tinye Mule, Neve,
ရပ်တည်နိုင်တဲ့အနေအထားလေးကိုပြန်တတိရတယ်အဲ့ချိန်အဲ့ဒါဟာအတိညာရနိုင်တဲ့နီလန်ဖြစ်နိုင်လောက်တယ်ဖြစ်ကိုဖြစ်ရမယ်အဲ့ဒီလမ်းကြောင်းပဲငါလျှောက်မယ်ဆိုကိုယ်ပိုင်ပြန်ပြီးတော့ရွေးချယ်လိုက်တယ်အဲ့ဒါဒုက္ခရစရိယာကျင့်တဲ့မှားယွင်းတဲ့ကျင့်စဉ်တစ်ခုကိုအဲ့ဒီချိန်မှာပြောင်းပလိုက်တယ်ဘုရားလောင်းနေရဲ့ထူးခြားချက်ကဘာတော့ဆိုမှန်မှန်သိတာနဲ့တပြိုင်နက်စွန့်လွတ်တယ်တာမန်ပုဂ္ဂိုလ်တွေကမစွန့်လွတ်နိုင်ဘူးသူကဘုရားလောင်းနေကြတော့မှားပြီဆိုတာနဲ့တပြိုင်နက်ချက်ချင်းစွန့်ပြီးတော့လမ်းကြောင်းပြောင်းတယ်အဲ့ဒါလမ်းကြောင်းပြောင်းမှုရအတွက်ဒီလောက်အားနည်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့အဲ့ဒီလိုကျင့်ဖို့ဆိုမဖြစ်နိုင်ဘူးအဲ့တော့ခန္ဓာကိုယ်ကိုပြန်ပြီးတော့မျှတအောင်လုပ်ရအောင်ပဲအစာပြန်စားတဲ့အခါကျတော့စောင့်ကြည့်နေတဲ့ပင်စဝဂ္ဂီယဟန်တွေကကိုယ်တင်ညာတို့ကစိတ်ပြက်သွားကြတယ်သူတို့ခေတ်ကတော့အစွမ်းကုန်ကျင့်တာကိုအာဇာနည်လို့ယူဆတယ်တူတယ်တိဋ္ဌမင်းသားကဒါတော့အစွမ်းကုန်ကျင့်တာတောင်မှပဲသူတရားဓုတရားမြတ်မရဘူးအခုတော့သူလက်လျှော့လိုက်ပြီအစာပြန်စားနေပြီဘယ်တော့မှလည်းတရားဓုတရားမြတ်ရမှာမဟုတ်တော့ဘူးတို့ဘေတွေနေလဲလွဲကုန်ပြီဆိုပြီးတော့အဲ့မှာသူတို့အဲ့မှာမနေတော့စိတ်ပြက်သွားကြတယ်မနေတော့ပဲနဲ့သူကခုနကတော့ဗာရဏသီဣတိပတနာတောဘက်ကိုထွက်သွားကြတာသူတို့သွားလိုက်မှဘုရားလောင်းကတပါးတည်းဖြစ်သွားတယ်အဲ့ဒါမှတရားဓုတရားမြတ်ရဖို့ရအတွက်အခွင့်အလမ်းတစ်ခုပဲလူကအနာနာမှာတယောက်ရှိနေလို့ရှိရင်မဟုတ်ဘူးမဟာဇနကဇတ်တော်ထဲမှာရှိတယ်မဟုတ်လားမဟာဇနကဇတ်တော်ထဲမှာလက်ကောက်ကိုတကွင်းနဲ့ဝတ်ထားတာနဲ့နှစ်ကွင်းဝတ်ထားဘာကွာသလဲဆိုရင်လက်ကောက်နှစ်ကွင်းဆိုရင်တစ်ခုနဲ့တစ်ခုတိုက်ပြီးတချွမ်းချွမ်းမြည်တယ်တကွင်းနဲ့ဆိုမြည်စရာမရှိဘူးအဲ့ဒါလိုပဲလူကနှစ်ယောက်ဆိုလို့ရှိရင်အဲ့ဒါစကားပြောဖို့ဖြစ်နေနော်စကားပြောဖို့ဖြစ်နေတော့မလွတ်လပ်ဘူးအဲ့တယောက်တည်းနေတာပိုလွတ်လပ်တယ်ဒါကြောင့်မို့ဘုရားအလောင်းကပစ္စဝဂ္ဂီတွေထွက်သွားတော့သူတူတဲ့ချင်တယ်အဲ့ဒီအချိန်မှာစိတ်ဓာတ်ဟာပို့ပြီးတော့ရင်းတန်လာတယ်တည်ငြိမ်လာနောက်ဆုံးအစာပြန်စားပြီးတော့ခုနကအာနာပါနကျင့်စဉ်ကိုပြန်ပြီးတော့လုပ်တာပြန်လုပ်တဲ့အခါမှာအတုချုံပြောရလို့ရှိရင်ပထမယံမှာဇံ၅ပါးလုံးရပြီးတော့ပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်ကိုရတယ်မစ္စည်းမယံတကောင်ယံမှာဒိဗ္ဗစက္ခုသုတ္တပပါဒဉာဏ်လို့ဆိုတဲ့ဒိဗ္ဗစက္ခုဉာဏ်ကိုရတယ်အဲ့ဒီကနေပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုပြောင်းလိုက်တဲ့အခါမှာနာနဲ့မိုးတော့အချိန်မှာအာတဝခေယဉာဏ်ကိုရပြီးတော့မလေးပါဖို့လေးပါအစဉ်စဉ်တက်လို့နောက်ဆုံးမှာအာယုန်တက်တည်တဲ့တပြိုင်နဲ့ဘုရားဖြစ်သူရောက်သွားတယ်ဟောဒီလိုကျင့်ခဲ့တယ်အဲ့ဒီအချိန်မှာခုနကပฏิဝေဒဉာဏ်ဟာစတင်လေပတ်လာပြီတဲ့ဓမ္မစက္ကဆိုအဲ့ဒီမှာစလိုက်တာအမှန်တရားကိုစပြီးတော့သိရှိသွားပြီသိရှိသွားတဲ့ဓမ္မစက္ကဆိုတဲ့ပฏิဝေဒဉာဏ်ကြီးကိုမြတ်စွာဘုရားရဲ့အလောင်းတော်ဟာအဲ့ဒီအချိန်မှာသူရရှိသွားတာဖြစ်တယ်ဓမ္မစက္ကရဲ့အဓိပ္ပာယ်ဟာပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်နှစ်ခုခေါ်တယ်အဲ့တော့အခုပฏิဝေဒဉာဏ်ဖြစ်ပုံကိုမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့အထုပ္ပတ္တိကျင့်စဉ်အတိုင်းဘုန်းကြီးတို့တွေရှင်းပြီးတော့ပြခဲ့ပြီနောက်တရားပွဲကြတော့မှပฏิဝေဒဉာဏ်ဖြစ်ပုံနဲ့ဓမ္မစကြာကိုအသေးစိတ်ရှင်းလင်းပြီးတော့ဟောကြားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တဏ္ဍာမှာဒေသနာဉာဏ်လို့ဆိုတဲ့ဓမ္မစက္ကစတင်ဖြစ်ပုံကိုဟာအခုလိုကြိုးပမ်းအားထုတ်လို့ဖြစ်လာတာဖြစ်တယ်တမန်အပြင်ဖြစ်လာတာမဟုတ်ဘူးအလွန်ကြိုးစားအားထုတ်ရတယ်ဆိုတာကိုယ်စီသဘောကျပြီးတို့တွေလည်းကြိုးစားအားထုတ်မှသာလျှင်တရားဓုတရားမြတ်ဆိုတာရနိုင်တယ်လို့ဆိုတဲ့တတိတရားအတိတရားရှိပြီးတော့တရားဓုတရားမြတ်ရလို့တဲ့သန္တာရှင်းကြံကြိုးတို့အားထုတ်မှုဝိရိယတို့ဖြင့်တရားဓုတရားမြတ်ရအောင်ကိုယ်စီကိုယ်ငါရှင်းကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာ
ချမ်းသာတို့ရဆန္ဒပြည့်ပါစေတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တို့ကင်းပြောင်းကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညင်းနောက်ကိလေသာအစေတောက်ဟုသမျှတို့သည်တပုဟတပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခတ်သိကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း